မိန်းကလေးငယ်လေးဟာသူမရဲ့အခန်းထဲကိုတိတ်တဆိတ်ချင်းကပ်လာတဲ့ပထွေးဖြစ်သူရဲ့ခြေတံကိုကြားလိုက်ရတဲ့အခါကြောက်လန့်တကြားနဲ့ထောက်တနေရမှာကုန်းကုန်းလေးဝင်ပုန်းနေရှာတယ်။အဲ့ဒီအချိန်မှာပဲအခန်းပြင်ဘက်ကနေရုတ်တရက်ရန်ဖြစ်တံတွေဟိမ့်ထွက်လာပါတယ်။တကယ်တော့သူမရဲ့ပထွေးဖြစ်သူရဲ့သားသူမရဲ့အကိုအမိခံကသူမကိုကာကွယ်ပေးလိုက်တာပါ။ညဘက်တွေအတူအိတ်တဲ့အခါမှာလဲသူတို့မောင်နှမနှစ်ယောက်ကြားမှာလိုက်ကားလေးတစ်ခုပဲချထားခဲ့တာပါ။တညမှာတော့မိန်းကလေးကသူမအကိုရဲ့အင်ဂျီစလေးကိုတိတ်တဆိတ်ဆွဲပြီးတနေ့ကျရင်အကိုကျေးဇူးကိုအကျွေးဆက်ပါမယ်လို့ကတိတွေပေးခဲ့ပူတယ်။ဒါပေမဲ့အကိုဖြစ်သူကတော့ဒီအိမ်ကနေတစ်ခါထွက်သွားပြီးရင်ဘယ်တော့မှပြန်မလာနဲ့လို့ပဲခက်ပြက်ပြက်ပြောခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းကသူမရဲ့အဖေဆုံးပါသွားပြီးနောက်မိခင်ဖြစ်သူကနောက်အိမ်အောင်ပြုခဲ့တာပါဒါဟာဘဝတစ်ခုလို့ထင်ခဲ့ပေမဲ့ပထွေးဖြစ်သူရဲ့သူမအပေါ်ကြီးတဲ့အကြီးတွေကအမြဲတမ်းတက်မှတ်မှုတွေနဲ့ပြည့်နေနေတာမို့သူမအတွက်တော့ငရဲတစ်ခုလိုပါပဲဒီကိုအမိခံတာအနားမှာအမြဲရှိမနေဘူးဆိုရင်သူမဘာဖြစ်သွားမလဲဆိုတာတွေးကြည့်ုံနဲ့တင်ရင်လေးစရာပါတနေ့မှာတော့အကိုဖြစ်သူကသူ့အလုပ်သွားနေတော့သူ့အဖေကမိန်းကလေးအပေါ်တစ်ခုခုလုံးမှာစိုးရိမ်တာကြောင့်သူမကိုကုမ္ပဏီကိုပါတပါးတည်းခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အိမ်ကထွက်မဲ့အလုံးမှာပဲပထွေးဖြစ်သူကမိခင်ဖြစ်သူကိုဆေးရုံလိုက်ပြဖို့သူမကိုအတင်းခိုင်းစေပြန်တယ်မိန်းကလေးကညှင်းချင်ပေမဲ့အမေဖြစ်သူကပါခိုင်းနေတာကြောင့်ဘာလို့ရမှန်းမသိဖြစ်နေချိန်မှာအကိုဖြစ်သူကသူမလက်ကိုဆွဲပြီးအတင်းခေါ်ထုတ်သွားခဲ့ပါတယ်ကုမ္ပဏီကိုရောက်တဲ့အခါတထေးသမီးကိုယ်တိုင်ကအကိုဖြစ်သူအတွက်မနှက်စာလာပေးတာကိုတွေးလိုက်ရတယ်လို့ပိုပြီးအံ့ဩဖို့ကောင်းတာကအကိုဖြစ်သူဟာထိတ်တန့်အယောင်စုအဖြစ်စိန်ခံတိုက်ခန်းတစ်ခန်းကိုစုအဖြစ်ရရှိခဲ့တာပါအကိုဖြစ်သူကသူ့ကိုထားခဲ့ပြီးအဲ့ဒီတိုက်ခန်းကိုပြောင်းသွားတော့မယ်အထင်နဲ့မိန်းကလေးကသူမကိုပြစ်မသွားဖို့ငွေရိုတောင်းပန်ခဲ့တယ်ဒါပေမဲ့တကယ်တော့အကိုဖြစ်သူကသူမစိတ်အေးလက်အေးနေနိုင်အောင်ဒီတိုက်ခန်းကိုသူမအတွက်ပဲရည်ရွယ်ပြီးစီစဉ်ပေးခဲ့တာပါဒီတိုက်ခန်းရဲ့တကားမှာနင်းရဲ့လက်ပွေပဲမှတ်ထားတာငါလာရင်တော့နင်းတကားဖွင့်ပေးမှဝင်လို့ရမှာလို့အကိုဖြစ်သူကပြောလိုက်တဲ့အခါမှာမိန်းကလေးဟာဘေးကင်းတဲ့ခိုးနားရတစ်ခုရပြီဆိုပြီးဝမ်းသာသွားခဲ့ပါတယ်ဒါပေမဲ့ကန်ကြမာကညဘက်မှာထပ်ပြီး6လန့်လာပြန်တဲ့သူမရဲ့အမေစီကနေအိမ်ပြန်လာခဲ့ပါနင်ကတိတ်အတ္တကြီးတာပဲဆိုတဲ့စာတို့တွေတရက်ဆက်ဝင်လာခဲ့တဲ့စိတ်မွန်းကြက်လွန်းလို့သတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါသူမရဲ့ပထွေးဟာတိုက်ခန်းအောက်မှာရောက်နေတာကိုထိတ်လန့်ပွဲတွေးလိုက်ရပြန်တဲ့ကြောက်စိတ်တွေကတဖန်ပြန်ပြီးလွှမ်းမိုးလာပြီးသူမထောက်တနေရမှာထပ်မံကုန်းကုန်းလေးပုံနေမိပါတယ်အတိတ်ကနာကျင်စရာတွေကသူမကိုယူသွမတက်6လန့်နေချိန်မှာပဲအပြင်ဘက်ကနေတကားခောက်တန်အပြင်းထန်ကြအားလိုက်ရတဲ့အကိုဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတဲ့ခဏမှာတော့သူမဟာမျောလင်းချက်အလင်းရောင်ကိုတွေးလိုက်ရတယ်လို့တကားကိုချက်ချင်းပြေးဖွင့်ပေးလိုက်ပါတော့တယ်